လာပါရှင်အခု17 December ကနေစီတို့တန်းချင်း3 season မှာ season 17ခုအနေနဲ့သမီးစုမိနဲ့ယနေ့ကျရတော့ပရိသတ်ကြီးကို Happy တို့က Everton okay ပါလို့ပြောဆက်တာပါဗျာဦးနှမိုးဆိုတာသမီးရဲ့ဖေဖေနဲ့မေမေနဲ့စတင်တွေ့ဆုံတဲ့ကာလာတော့ကသူတချင်းလေးတည်းရင်ခုန်ခဲ့မှုတယ်ဆိုတာသမီးအဲ့ရဝေပုံမြင်တဲ့ဘုတ်လို့ကြားခဲ့မှုပါရှင်ဟုတ်ကဲ့သားဖေဖေနဲ့သားမေမေနဲ့ဒီပုံခဲ့မှုပါလေဗျာဒါကြောင့်မို့လဲသားလူဖြစ်ခဲ့ရတာပါ60နှစ်စီကိုတန်းချင်တော့စီစဉ်ရဲ့ပထမဆုံးတစ်ချင်းရတော့ကိုကြီးသားပါဖြစ်ပါရဲ့ရှင်Gajamadiaga